မိဘတယောက်ရဲ့တောကကိုပုံဖော်ထားတာဘာသာပြန်နေဆိုပေမဲ့လေဘာသာပြန်နေတဲ့အချိန်အတွင်းမှာတော့အဲ့ဒီဇက်ကောင်တွေကိုရောက်နေရတာပေါ့နော်အဲ့ဒါမှလည်းအဲ့ဒီဇက်ကောင်ခံစားနေရတဲ့ခံစားချက်ကိုကျွန်တော်တို့ကဒီဘက်မှာစကလုံးနဲ့ပြန်ပြီးတော့ပုံဖော်ရတာဖြစ်တယ်ဆရာဒီလောကမှာရက်တည်နေအောင်ခုနှစ်ရှိပြီဆိုတော့လင်းခန့်ရဲ့လို့အခိုင်အမာဖြစ်စေခဲ့တဲ့စာအုပ်မျိုးဆိုရင်ဘယ်လိုစာအုပ်မျိုးလို့ပြောလို့ရမလဲဆရာရေမွေးရှိမယ်နောက် forest camp ရှိမယ်နောက်ဇောရှိမယ် Hercule Poirot ရဲ့နိုင်မြစ်ပေါ်ကလူတတ်မှုလို့ပါလို့ရှိလိမ့်မယ်ဒီ Stephen King ရဲ့စာတွေကပေါ့နော်အရင်ကရှုပ်ထွေးနေတယ်ဆိုပြီးတော့လူပြောများကြတယ်အဲ့ဒီစာအုပ်တွေကိုဆရာမြန်မာမှုပြုရတဲ့အခါဆရာအတွက်အခက်အခဲဆုံး challenge ကဘာများဖြစ်မယ်လို့ထင်လဲဆရာဘာသာပြန်ရတာ Stephen King ရဲ့ဟာတွေကရှုပ်တယ်နဲ့နေဆိုတာကြတော့အကြောင်းအရာပေါ်မှာလည်းမူတည်မယ်ထင်တာပေါ့နော်ရှုပ်ထွေးနေတဲ့အကြောင်းအရာဆိုလို့ရှိရင်ကြတော့သူကဘာလို့ဆိုလို့ချင်တာလဲဆိုတဲ့ဟာကိုအရင်ဆုံးစဉ်းစားပြီးတော့မှဒီဟာနဲ့ဟိုကဘယ်လိုပြန်ပြီးတော့ output ထုတ်မလဲပေါ့နော်လက်ဝင်တာပေါ့နော်ဘက်ပေါင်းစုံကနေစဉ်းစားပေါ့နော်သူ့ရဲ့ဒီရှုပ်ထွေးတဲ့စာကြောင်းတစ်ကြောင်းကိုကျွန်တော်ဓာတ်ရိုက်ပြန်ချလိုက်အဲ့ဒီအချိန်မှာဒီလိုဆိုရင်နားလည်မလားပေါ့တခြားသူဒီအောင်ကဘယ်လိုပြန်ညှိမလဲပေါ့စကလုံးရဲ့အထားအတူတွေမူရင်းအတိတ်ပဲနဲ့မလွဲမအောင်သုံးရတဲ့ဖွင့်ရွက်ပုံတွေမျိုးပေါ့နော်တတ်နိုင်ဆုံးတော့နီးစပ်အောင်တော့ကြိုးစားရတာပေါ့ဘယ်လို challenge တွေရှိမလဲစာကြောင်းရဲ့ရှုပ်ထွေးနေမှုကတစ်ပိုင်းပြီးတော့ဇလန်းရဲ့လေးလံမှုကတစ်ပိုင်းဇောဆိုလို့ရှိရင်မိဘတယောက်ရဲ့တောကကိုပုံဖော်ထားတာဘာသာပြန်နေဆိုပေမဲ့လေဘာသာပြန်နေတဲ့အချိန်အတွင်းမှာတော့အဲ့ဒီဇက်ကောင်တွေကိုရောက်နေရတာပေါ့နော်အဲ့ဒါမှလည်းအဲ့ဒီဇက်ကောင်ခံစားနေရတဲ့ခံစားချက်ကိုကျွန်တော်တို့ကဒီဘက်မှာစကလုံးနဲ့ပြန်ပြီးတော့ပုံဖော်ရတာဖြစ်တယ်အဓိကတော့မှုသွင်းရတာပေါ့နော်ဘာပင်ကိုရေးမှမဟုတ်ဖဲဘာဖြစ်လို့ဘာသာပြန်တော့မှုသွင်းစရာလိုလဲပါအဲ့လိုဆိုလို့ရှိရင် try ကြည့်လိုက်ပေါ့နော်ပင်ကိုရေးရဲ့ဘာသာပြန်မှမဟုတ်ကိုဘလောက်အထိစာတကြောင်စိတ်နှစ်ပြီးတော့ရေးထားရဲဆိုတာအဲ့ဒီစာကြောင်းမှာစကလုံးတွေမှာပေါ်နေတာဇောမှာဆိုလို့ရှိရင်ကိုမွေးထားတဲ့တာသမီးကကိုရှေ့မှာဖြစ်ဆိုးနဲ့တိုးွားတဲ့ဟာမျိုးဘလို့မှလည်းလက်မခံနိုင်ဘူးဘလို့မှလည်းမယုံကြည်နိုင်ဘူးအဲ့ဒီအချိန်မှာ Stephen King ရေးဖွဲ့ထားတဲ့ဟာတွေကလည်းလေးတယ်တောကကိုဘပေါင်းဆောင်ကနေပြီးတော့လုံးဝ deep and dark ဖြစ်အောင်ရေးထားတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကသူ့ရဲ့စကလုံးခံစားချက်ကိုလိုက်ပြီးတော့နီးစပ်အောင်ကြိုးစားရတာပြင်ပန်းတာပေါ့သူ့ကလေးမရှိတော့ဘူးဆိုတာကိုသူအိမ်မက်ဆိုးတွေမှတ်တယ်အိမ်မက်ထဲမှာသူ့ကလေးကအသက်တွေပါကြီးဘွဲတွေပါရအိမ်အောင်တွေပါအောင်ကြာသွားတဲ့အချိန်မှာသူနိုးလာတဲ့အချိန်မှာမရှိဘူးတွေးဆွန်းနေတဲ့အုတ်ထုပ်လေးဖက်နှက်ကလေးတွေပဲသူရှိတော့တယ်ဆိုတော့အတီဝင်လာတဲ့အချိန်မှာဘလို့မှပေါ့နော်သူ့နေရာတော့မဟုတ်ဆိုတော့ဒါကဇက်လန်ပဲသိရမလားဘာဖြစ်လို့အဲ့လောက်ထိလိုလို့လားလို့မေးလို့ရှိရင်ကျွန်တော်လိုတယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ကတော့လိုတယ်ပေါ့နော်ကျွန်တော်ဘာသာပြန်သမျှဒီစာအုပ်ဒီတိုင်းစာကြောင်းဒီတိုင်းကကျွန်တော်အရင်ဆုံးအတန်ထွက်ဖတ်ကြည့်ပြီးတော့မှကိုယ့်အကူပြန်ရေးတာပေါ့နော်အဓိကလူတယောက်ကတကယ်တော့ဒီလိုပြောနိုင်လားကျွန်တော်ကစကားလုံးနဲ့ပုံဖော်ရဖြစ်တဲ့အတွက်စကားလုံးကနေပြီးတော့နားထဲမှာပြန်ကြားနိုင်အောင်လို့ပုံဖော်နိုင်ဖို့လိုတာဖတ်တဲ့လူကရှေ့ပိုင်းပေါ့နော်စာအုပ်တို့ကိုစားဖတ်လိုက်တယ်ဆိုလို့ရှိရင်လူတွေကထင်လိုက်မယ်ပေါ့နော်။စာပဲဖတ်တာပဲဆိုတကယ်တော့မဟုတ်ဘူး။အဲ့ဒီချိန်မှာအုပ်နှောက်ကအလုံး